သာသနာဘယ်မှာတည်လဲယုံကြည်သူတို့ရဲ့နှလုံးသားကိုဖျားရဲ့အဆုံးအမသီလသမာဓိပညာတွေပြည့်စုံအောင်အားထုတ်နေရင်ဒါကိုသာသနာဆောက်တည်နေတဲ့ပုဂ္ဂိုလ်သာသနာပြုနေတဲ့ပုဂ္ဂိုလ်ဟုတ်ပြီနော်သူတစ်ပါးကိုသီလသမာဓိပညာတွေထွန်းကားအောင်ပြန့်ပွားအောင်ယခုလိုတရားပွဲကြီးတွေအကျိုးဆောင်တရားပွဲတွေဆောင်ရွက်ပေးတရားအသည့်တွေဖြန့်ဝေပေးနေရင်ဒီပုဂ္ဂိုလ်ဟာသာသနာပြုနေတဲ့ပုဂ္ဂိုလ်သူတစ်ပါးကိုသာသနာပြုနေတာဟုတ်ပြီနော်အာဒီနာဘီယာချာကြီးရှိတယ်ကွာညနေကျငါတို့ဘီယာတော့သာသနာပြုလားသာသနာပြက်လားအဲ့ဒါအဖော်ခေါ်ရင်သူများကိုသာသနာဖြတ်တာကိုယ်တိုင်သွားတော့ရင်ကိုယ်တိုင်သာသနာပြက်နေတာမှတ်တာပေါ်ရတဲ့အရက်ဆိုင်တွေလည်းပြောမနေနဲ့တော့ဘုရားဘာသာနိုင်ငံအမိခံပဲရှိတယ်သာသနာကွယ်တယ်ဆိုတာအပြင်မှာကွယ်သွားတာပြောတာလားကိုယ်နှလုံးသားထဲကွယ်မှာစိုးရတာလားယနေ့သာသနာပြုနေဆိုတာဒါပဲသက်စွာဘုရားရဲ့အဆုံးအမဘယ်မှာတည်တယ်လဲလို့မေးရင်ယုံကြည်သူတို့ရဲ့နှလုံးသားမှာတည်တယ်အဲ့တော့ယုံတော့ယုံတယ်မလိုက်နာနိုင်သေးဘူးဆိုသူနှလုံးသားထဲကမပါသေးဘူးသူအသိဉာဏ်ကမပြည့်စုံသေးဘူးဒါဆိုရင်အဲ့ဒီလိုယုံပဲယုံပြီးတော့နှလုံးသားတဲကနှစ်ကာမရှိဘူးဆိုရင်တော့ဒီပုဂ္ဂိုလ်မှာသာသနာတည်သလားမတည်ဘူးဒီပုဂ္ဂိုလ်ကယုံတယ်ဆိုတော့သာသနာယုံတယ်ဒါပေမဲ့လိုက်နာကျင့်သုံးခြင်းမရှိဘူးဆိုတော့ညှိုးနေတယ်